ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် MyID ကနေ point 2000ယူနေလေနော်ကျွန်တော်ပြပေးသွားမယ်အဲ့ဒါလေးဟုတ်ပြီကျွန်တော်တို့ MyID ကနေယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ MyID အလေးတော့ကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်နော်ကျွန်တော်တို့ MyID တွေကိုရောက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီညာဘက်တောင်အပေါ်နားလေးမှာနော်လက်ဆောင်ပုံလေးတွေကိုကျွန်တော်တို့တစ်ချက်ဝင်မယ်ဗျာနော်ဟုတ်ပြီအဲ့လိုဝင်ပြီးဆိုလို့မြင်ကျွန်တော်တို့ဒီဟာလေးကကျွန်တော်တို့နော် plan လေးတွေယူပြီးတော့ကျွန်တော်တို့ point လေးတွေနော်ဝယ်ပြီးယူရမှာဖြစ်ပါတယ်ဟုတ်ပြီဒီကြောင်းအလေးကိုမစတင်ခင်ကျွန်တော်ရဲ့ channel မှာဒီလို MyID နဲ့ပတ်သက်တဲ့နော်တစ်အန်ထွေလေးတွေပြီးဆိုလို့မြင်ဒီလို MyID ဒီလိုလောက်ထားတဲ့အလေးတွေပေါ့နော်အဲ့ဒါလေးတွေပြီးဆိုလို့မြင်ဖုန်းနဲ့ပတ်သက်တဲ့နည်းပညာတစ်အန်ထွေလေးတွေကို sharing လုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကြောင်းလေးတွေကိုစိတ်ဝင်စားတယ်ဆိုလို့မြင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ပြီးဆိုလို့မြင်ဒီဘေးက notification ခေါင်းလောင်းလေးကိုလည်းဟာလာဖွင့်ပေးကြပါအောင်ဒါမှကျွန်တော်အစ်တွေတင်ပြီးဆိုလို့မြင်အစ်တွေတင်ပြီးဆိုလို့မြင်ဒီလို free point နဲ့ MV တွေပေါ့နော်မဂါဘိုက်တွေရတဲ့အကြောင်းတွေတင်ပြီးဆိုလို့မြင်မိတ်ဆွေတို့စီမှာလာပြီးတော့အတီးပေးမှာဖြစ်ပါတယ်ဗျဟုတ်ပြီဒါဆိုလို့မြင်ဗီဒီယိုလေးစလိုက်ရအောင်ကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့ဖုန်းထဲကိုသွားပါမယ်နော်ဖုန်းထဲကိုသွားပါမယ်သွားပြီဆိုကျွန်တော်တို့ရရမှာက star နော်ကျွန်တော်ရရမှာက star 951ဆိုပြီးရရမှာပါ star 951 hash ဆိုပြီးတော့ရရမှာပါဖုန်းခေါ်လိုက်မယ်နော်လိုင်းရမှာကောင်းပါခဏစောင့်ရမယ်နော်ပြီးပြီဆိုတော့ကျွန်တော်တို့ကဒီမှာ1လို့ရိုက်ထည့်ပြီးတော့ပို့ပေးလိုက်မယ်နော်ခဏလေးစောင့်ပေးပါမယ်เนาะဒီညလေးရောက်ပြီဆိုလို့မြင်ဒါကျွန်တော် subscribe လုပ်ပြီးသားမို့လို့လေးပေါ်နေတာပါเนาะပြီးပြီဆိုမိတ်ဆွေတို့က1ဆိုပြီးတစ်ခါပြန်ပြီးထပ်ရိုက်ပြီးရိုက်ထည့်ပေးလိုက်မယ်เนาะ confirm လုပ်ရမယ်ပြီးပြီဆိုလို့ကျွန်တော်တို့နောက်တစ်ခါထပ်ရိုက်ရမှာက star 634ဆိုပြီးတော့ထပ်ရိုက်ပါမယ်နောက်ဖုန်းပြန်ခေါ်ပြပါမယ်เนาะဒီ package လေးတွေကကျွန်တော်တို့ဝယ်ပြီးပြီဆိုလို့မြင်ပြန်ပိတ်ဖို့လိုပါတယ်เนาะဟုတ်ပြီကျွန်တော်တို့ဒီမှာကျတော့1လို့ပြန်ရိုက်ထည့်ပေးလိုက်မယ်ပြီးပြီဆိုတော့ကျွန်တော်တို့ဒီကောင်လေးတွေကိုပြန်ပြီးတော့ subscribe လုပ်ပေးဖို့ပိတ်ခဲ့ပြီးဖို့လိုပါတယ်เนาะမပိတ်ခဲ့ဘူးဆိုလို့မြင်ကျွန်တော်တို့ဘေးထဲကနေနေတိုင်းနှုတ်နေမှာပါကျွန်တော်တို့အဲ့ဒါလေးတွေကိုပြီးပြီဆိုလို့မြင်တခါတည်းပြန်ပိတ်မယ်เนาะယူပြီဆိုလို့မြင်ကျွန်တော်တို့ဒါ1ဆိုပြီးခုနပြန်ရိုက်ထည့်ပေးမယ်เนาะကျွန်တော်ကပထမတစ်ဆင့်မှာခုနယူပြီးသားမလို့ဒီလိုမပြဘူးเนาะဒါနောက်တစ်ဆင့်ဒီကောင်မယူရသေးဘူးဖြစ်တဲ့ကြောင့်မို့1ဆိုပြီးတော့တစ်ခါပြန်ရိုက်ထည့်ပေးမယ်ခဏလေးထပ်ဆောင်ပေးမယ်ဗျာเนาะဒီမှာတိုင်းရောက်ဖြစ်သွားတယ်ဗျာเนาะဒါလေးယူတာလေးရဲ့ကျွန်တော်တို့ထပ်ဝင်ကြည့်လိုက်မယ်เนาะအဲ6ရက်လေးတွေကိုဖုံးခေါ်ပြီးတော့ထပ်ဝင်ကြည့်လိုက်မယ်လိုင်းရတော်တော်ကျနေတယ်ဗျာเนาะသိပြီးအဆင်မပြေချင်ပါဘူးဝင်ရထွက်ရတာမိတ်ဆွေတို့လည်းလိုင်းမကောင်းတဲ့နေရာတွေခုချိန်မှာเนาะတချို့နေရာတွေကလေတွေမိုးတွေကျနေကြအောင်လိုင်းလေးတွေလက်နေရာလေးလည်းဖြစ်နေပါတယ်เนาะဒါစိတ်ရှိရည်လေးနဲ့တော့လုပ်ပြီးဖို့လိုတာပေါ့เนาะMyID တဲ့အနေနဲ့တွားပြီးကျွန်တော်တို့ go ဆိုတဲ့နေရာလည်းဝင်လို့ရပါတယ်เนาะအဲ့ဒီမှာကျွန်တော်တို့ကျညာတွေတက်တာနဲ့ပါရင်းနဲ့เนาะ line လက်တာနဲ့ဆိုပို့ပြီးတော့ကြာနိုင်ပါတယ်အားကြောင့်ကျွန်တော်ဒီနေရာနေတာလောက်ပြတာဖြစ်ပါတယ်ဒီမှာလည်း time out တွေပဲထပ်ဖြစ်နေရယ်เนาะထပ်ပြီးကျွန်တော်တို့စူးစမ်းကြည့်မယ်ဗျာเนาะ line ကတော်တော်ကြာနေပါတယ်ကျွန်တော်တို့ဒါเนาะ line error ကြောင့်လည်းဖြစ်ပါလိမ့်မယ်เนาะအဲဒါဆိုကျွန်တော်တို့မူရင်း MyID တွေကိုတစ်ချက်သွားပြီးတော့ကြည့်လိုက်ရအောင်ဗျာเนาะဒီမှာเนาะကျွန်တော်တို့ line error ကြောင့်မှာဒါရောက်နေပါပြီเนาะဒါဆိုလို့မြင်ဒီမှာဒါ
ဒါလေးကို claim ဆိုပြီးတော့ကျွန်တော်ယူလို့ရပါပြီเนาะ point 300ကိုဒါဆိုလို့မြင်ကျွန်တော်တို့ဒီမှာ point ဒါ600ရသွားပြီပေါ့เนาะကျွန်တော်တို့ဒီမှာ300ဒီမှာ300ကျွန်တော်တို့ point 600ရသွားပါပြီဟုတ်ပြီနောက်ထပ်ဒီတစ်ဆင့်ပေါ့เนาะဒီတစ်ဆင့်ကကြတော့ကျွန်တော်တို့ဒီမှာဒါ link one new number လေเนาะအဲ့ဒါလေးကိုကျွန်တော်တို့ဒါဖုန်းနံပါတ်အသစ်လေးထပ်ချိပေးရမှာဖြစ်ပါတယ်เนาะဒီနေရာမှာကျွန်တော်တို့ဒီတစ်ခါမှမချိရသေးတဲ့ကျွန်တော်တို့เนาะ Telenor လို့เนาะ Ooredoo လို့ MPT လို့အဲ့ဒါတွေအဲ့နံပါတ်တွေတစ်ခုခုပေါ့နော် Monday နဲ့ချိတ်ဆက်ခြင်းမရှိသေးတဲ့နံပါတ်တွေဒါချိတ်လို့ရပါတယ်မိတ်ဆွေတို့ရှိမှာ MPT ဆိုလို့မြင် MPT 3ကတ်เนาะချိတ်ရတာ3ကတ်မပြည့်သေးဘူးဆိုရင်ချိတ်လို့ရတယ် Telenor ဆိုလို့မြင်လဲ Telenor 3ကတ်ချိတ်ရတာမပြည့်ဘူးဆိုချိတ်လို့ရပါတယ်အဲ့လိုပါပဲ Ooredoo လည်းအဲ့တိုင်းပဲเนาะချိတ်ရတာ3ကတ်မပြည့်သေးဘူးဆိုရင်ချိတ်လို့ရပါတယ်ဟုတ်ပြီအဲ့ဒါလေးချိတ်ပြီးဆိုလို့မြင်တော့ဒီနေရာလေးမှာပဲเนาะသူကလည်းကျွန်တော်တို့ဒီအောက်တုံးကပေါ်ခဲ့သလိုမျိုးပေါ့เนาะဒါမိုးလေး claim ဆိုတာဒီနေရာလေးယူရမှာ claim ဆိုတဲ့နေရာမှာဒီနေရာလေးမှာ point ယူလို့ပေါ်လာပြီဆိုလို့မြင်ဒါလေးကိုဆိုတဲ့နေရာမှာ claim ဆိုတာလေးပြောင်းသွားပြီးတော့နှိမ့်လိုက်ကျွန်တော်တို့ point တွေရပါပြီအဲ့3ခုကိုလှုပ်ပြီးဆိုတာနဲ့ကျွန်တော်တို့နောက်ထပ်ရမှာကပေါ့နော်ဒီနေရာလေးမှာပေါ့ဒီ point 600ဒီကောင်လေးလည်းတန်းပြီးတော့ဒါယူလို့ရမှာဖြစ်ပါတယ်အဲ့3ခုကိုလှုပ်ပြီးဆိုတာနဲ့နော်ပြီးပြီဆိုလို့မြင်ကျွန်တော်တို့နေတိုင်း point လေးတွေ50 daily point လေးတွေယူပြီးတော့ကျွန်တော်တို့15ရက်16ရက်ပြည့်ပြီဆိုတာနဲ့ပေါ့နော်ဒီပေါ်ကဒါ point 2000ကိုကျွန်တော်တို့ claim လုပ်လို့9ရက်ပြည့်ရတယ်ပေါ့နော် sorry 16ရက်မဟုတ်9ရက်လောက်ပြည့်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီပေါ်မှာ point 2000ကိုဒါ claim လုပ်လို့ရပါပြီဗျာနော်ဟုတ်ပြီဗီဒီယိုလေးကတော့ဒီလောက်ပဲဗျာနော်အစီအမပြေတာလေးတွေရှိရင်ပဲဖြစ်ဖြစ်နောက်ထပ်သိချင်တာလေးတွေရှိတယ်ပဲဖြစ်ဖြစ်နော်ဒီဗီဒီယိုလေးရဲ့ comment အောက်မှာမေးခဲ့နိုင်ပါတယ်အားလုံးစင်ပြေကြပါသေးဗျာတာယာချမ်းမြေ့တော်နေ့လေးဖြစ်ပါသေးနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဗျာဘိုင်ဘိုင်